မင်္ဂလာပါ AKG Channel မှာကြိုဆိုပါရစေအခုတော့ဘဝအမောတွေဖြေဖို့ရဲလက်လေးတွေရိုက်ကူးတင်ဆက်လိုက်ပါတယ်ပိုက်နှစ်ချောင်းနဲ့ပြသတဲ့ပိုက်မြက်လက်လေးတစ်ခုဖြစ်ပါတယ်ပလတ်စတစ်ပိုက်နှစ်ချောင်းကိုအသုံးပြုပါတယ်စုဝတ်ချက်များကိုလည်းဗီဒီယိုရဲ့နောက်ပိုင်းမှာဖော်ပြထားပါတယ်နောက်ထပ်ပြကွက်လေးတစ်ခုကိုလည်းယူသားပါအောင်ခင်ဗျာပလတ်စတစ်ဂျိုးနဲ့ပြသတာဖြစ်ပါတယ်ရှိုးဝဲချက်တွေကိုကြည့်လိုက်ကြရအောင်ပထမပြကွက်ကပိုက်လုံးတွေရဲ့ရှိုးဝဲချက်ဖြစ်ပါတယ်ကျိုးစားရဲ့အခြားတစ်ဖက်မှာတော့ဝိတ်တုံးလေးထည့်ထားပါတယ်ဒီသဘောတရားလေးကိုအခြေခံပြီးပြသပါတယ်ပြသမဲ့ပိုက်လုံးနှစ်ခုစလုံးမှာဒီလိုလေးပြုလုပ်ထားရပါမယ်ပြသတဲ့အခါမှာကင်တွယ်ပုံလေးကိုပြန်ကြည့်ပါအပွားလေးအဝင်အထွက်အချိန်ကိုက်ပြသနိုင်ဖို့လိုပါမယ်ဝီပုံတရံလေး X ပုံတရံလေးလုပ်ကြည့်ပါဒုတိယပြကွက်အတွက်ကတော့ပုံစံတူပလတ်စတစ်ဂျိုးနှစ်ချောင်းလိုပါမယ်ပထမတစ်ချောင်းကိုအခုလိုအရှိကတားပြီးရှိုးဝက်တက်ဆင်ထားပါမယ်ဒါကတော့မပြသခင်လူမမြင်ကြရမှာကြိုတင်ပြုလုပ်ထားရမယ့်အချက်ဖြစ်ပါတယ်လူမြင်ကွင်းမှာတော့ဒီနေရာကနေစတင်ပြသပါတယ်ရှေးဥစွာကျိုးခိုင်မာကြောင်းအခုလိုစမ်းသပ်ပြသပေးရပါမယ်ဒီကျိုးကိုလူမမြင်ကြရရောက်တဲ့အခါအောက်ကိုလွှတ်ချလိုက်ပါတယ်ရှိုးဝက်တက်ဆင်ထားတဲ့ပထမကြိုးစားရဲ့အစနစကိုဆွဲထုတ်လိုက်တာပါရုပ်တည်ရှိအောင်ပြနိုင်ရင်အင်မတန်ကြည့်လို့ကောင်းတဲ့ပြကွက်ဆန်းလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်ပကံကိုအလဲအပတ်ရောက်တော့ဒီပြကွက်လေးနှစ်ခုကိုရိုက်ကူးတင်ဆက်လိုက်ပါတယ်ရှိုးဝက်ချက်တွေကိုပြီးသွားပြီဆိုတော့သင်တို့လည်းဒီပြကွက်တွေကိုပြန်လည်ပြသနိုင်ပါပြီအခုတော့ဒီလောက်ပါပဲအားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ